အားလုံးပဲမင်္ဂလာပါဗျာနိုင်နိုင် channel မှာကြိုဆိုလိုက်ပါတယ်ကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့မော်ဝင်လန်ဇာတ်လမ်းစဆုံးဖြစ်ပါတယ်ဇာတ်လမ်းလေးမစတင်ခင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးပါအောင်နော်အညာဆောင်နဲ့ယူနင်းတွေကပိတ်လို့ကိုရှိတဲ့အနှွေးတယ်လေးတွေဝစ်ပြီးလွဲအိတ်ကလေးတွေကိုကိုစီလွဲလို့နှင်းတော်တိုးចောင်းတက်ရတဲ့အရာသာကိုကျုပ်တော့လွှတ်ကြိုက်တာဗျာလက်ကလေးတွေပိုက်ပြီးချမ်းချမ်းစီစီနဲ့ចောင်းဝင်းထဲကိုကုတ်ကလေးတွေဝင်လာတဲ့ကျုပ်တို့ကိုចောင်းကိုဆရာကြီးဦးဆန်ငင်းကပြုံကြီးကြည့်နေတယ်ဗျာချမ်းလို့ကုတ်ကလေးလုံးနေတဲ့ကျုပ်ကိုတမပင်အကွယ်ကစောင့်နေတဲ့ပထိတ်ကလှမ်းခေါ်လိုက်တာဗျာဟေးကောင်းတာထေဟာပထိတ်အစောကြီးရောက်နေပါလားဘာလဲမင်းဆရာတို့ကမင်းကိုចောင်းပေါ်ကအပီးနင်ချလိုက်လို့လားကွာဟာမဟုတ်ပါဘူးကွာမင်းကိုပြောเสียရှိလို့ပါပထိတ်ကဆလွယ်တိုင်းလွယ်ထားတဲ့လွယ်အိတ်ကိုပင်လွယ်လိုက်ပြီးတမပင်အောက်ကနေလက်ရက်ခေါ်နေတယ်ဗျာတခုခုတော့အကြောင်းထူးရှိနေပြီထင်တယ်လူပြောရင်ပထိတ်ရက်နေတဲ့တမပင်အောက်ကိုကျုပ်သွားလိုက်တယ်အကြောင်းရှိနေလို့ပေါ့ကွာဒါဒီကအေးပါမင်းနဲ့ငါနဲ့တွဲလာတာကြာပြီပဲပထိတ်ရမင်းမျက်နှာချိလိုက်တာနဲ့ကိုအကြောင်းထူးတစ်ခုတော့ရှိနေပြီဆိုတာငါသိတယ်ကွာကျူပြောတာကိုကြားတော့ပထိတ်ကပြုံးပြီးပြောတယ်ဒါဆိုရင်မင်းတိုးတက်လာပြီပေါ့ဒါဒီကကဲပြောပါအောင်ပထိတ်ရမင်းအရင်တမလန်ဆိုတာကြားဘူးလားကွာဒါဒီယူဒီကြီးပထိတ်မင်းလိုက်ကမီးခုံးကိုကြားတော့ကျုပ်ဖင်ကြောင်းတောင်တွားတယ်ဗျာဟုတ်ကောင်ပထိတ်မင်းကလည်းအငင်းမရှိအဖျားမရှိနဲ့ကွာအရင်နမလာနဲ့မင်းနဲ့ဘာဆိုင်လို့တော့ပြီးတော့ငါပြောပြမင်းဒါဒီမင်းသိရင်အရင်နမလန်အကြောင်းပြောပြကွာငါပကြီးပြောတော့ငါကြားဘူးတာကတော့ဒီလိုကွာအင်မတန်မှအစွမ်းထက်တယ်အရင်နမလန်လူအမိပေးထားတဲ့လန်ဟာတရားမင်းပိုင်တယ်ပြီးစီးတယ်ကွာအဲ့ဒီလှန်ကိုတရားမင်းကယူလာပြီးတော့အင်မတန်ဘုံကန်ကြီးမာတဲ့လူမင်းတွေကိုဆက်တာတယ်ကွာဟာဟုတ်လားငါထင်ထားတာထက်တောင်စိတ်ဝင်စားဆရာပိုကောင်းနေပါလားကွာဟင်မင်းကဘလို့ထင်ထားလို့တော့ပထိရဲ့ငါထင်ဒါကပန်းမဲဆရာတိလောက်ကလုတ်ပြီးဘယင်ကိုဆက်တာလို့ထင်နေတာဟာပထိရပန်းမဲဆရာလုတ်တဲ့လှန်နေအပုံပဲလေကွာရှေးဘင်းနေခစ်ကဒါနဲ့ပင်စစ်တိုက်ကြတာမို့လားလူလုတ်တဲ့လမ်းဆိုရင်ဖဲအစွမ်းရှိမှာတော့ကွာအေးဟုတ်တာဗောတရားမင်းစစ်တာမို့လို့ဒီလောက်အစွမ်းရှိတာနေမှာဗောအေးဟုတ်တယ်တရားမင်းကပထမဆုံးဆက်တာကဒုတဘောင်မင်းကိုဆက်ထားတယ်ကွာအဲ့ဒီလမ်းဟာဆက်ထားခံရတဲ့လူရဲ့စိတ်ကညှတ်တဲ့နေရာကိုသွားတာတဲ့ကွာဟာဟုတ်လားဂျာဆိုရင်တော့အစွမ်းထက်တာပေါ့ကွာဟာထက်တာပေါ့ကွာပတိယာဒုတဘောင်မင်းကြီးကအခုံတော်မဆော်တဲ့ရွာကိုလှန်မှာစားချွန်းတော်ချိပြီးလွတ်လိုက်တာဆိုပဲလှန်ကအဲ့ဒီရွာကသူကြီးတို့ကလန်တို့တန်ပြင်တို့အိမ်မှာသူ့အလိုလိုသွားဆိုင်တာတဲ့ကွာဒါဆိုရင်ကြောက်လန့်သွားကြပြီးအခုံရောလှန်ရောယူပြီးဘယင်းစီကိုလာပြီးဆက်တာကြရတာတဲ့ကွာဟာဒီလန်ကဒီလောက်တောင်စွမ်းတယ်လားကွာစွမ်းပါတယ်ကွာပထိတ်ကလည်းအေးပြောပါအောင်ကွာတတေတယ်အေးအဲ့ဒီအရင်ဓမ္မလန်ဟာဓာတ်တပေါက်မင်းကြီးနှရွာဆန်တော့သူ့အလိုလိုကွဲပြောက်သွားတာတဲ့ကွာနောက်တော့ပကံမှာပြန်ပြီးပေါ်လာတယ်ဟင်ဘသူရသွားတော့ဘရင်ကိုကွန်းတော်ဆက်ရတဲ့ကွန်းတော်လူလင်ကိုတိချမင်းကမြင်းဖြူကြီးသူစီးနေအဲ့ဒီအရင်ဓမ္မလန်ဆက်လိုက်တဲ့ကွာအဲ့ဒီကွန်းတော်ဆက်လူလင်ကဘရင်ဖြစ်သွားပြီးကြောင်ဖြူမင်းလူရာဇဝင်တွင်ခဲ့တာကွာအဲ့ဒီဘရင်နန်းကြတော့သူ့သားအနော်ရထားကိုအရင်ဓမ္မလန်တိတ်လေးပေးခဲ့တယ်အနော်ရထားကဒီလန်တယ်ပဲသူ့အဖေကိုနန်းချခဲ့တဲ့ဘရင်ကိုတတ်ပြီးထီးနန်းရယူခဲ့တယ်ဟာဒါဆိုရင်ဒီလန်ကအနော်ရထားစီကိုရောက်သွားတော့ဗောအေးဟုတ်တယ်အနော်ရထားကသူတိတ်ချစ်တဲ့သူ့မွေးစားသားကျန်စစ်သားကိုအမျက်တော်ရှော့တော့ကျိုးကျုပ်ခိုက်ပြီးအရင်ဓမ္မလန်နဲ့ထိုးတယ်ပါဟာတီရောလာကွာဟာကောင်ပတစ်တီမာတော့ရာဇဝေမှာကျန်စစ်သားမင်းဆိုတော့ရှိပါမလားကွာအော်ဒါဆိုရင်
ဘေးကိုချောသွားလို့ထင်းနေချော်မလားပထေရအရင်တမလန်ကတခင်စီယာကိုတက်သွားတယ်လန်လေးကွာကျန်စစ်သားကိုမတက်ချင်လို့ကျိုးကိုထိုးပြီးဖြတ်ပေးလိုက်တာပေါ့ကွာဟင်းဒါဆိုကျူးပြတ်သွားရလားကွာအေးပြတ်သွားတာပေါ့ကွာဒီတော့ခမဲတော်ကသူ့ကိုမတက်ဘူးဆိုလားကျန်စစ်သားကတွေးမိပြီးအရင်တမလှမ်းကိုယူပြီးထွက်ပြေးသွားတယ်နောက်ကရဲမတ်တွေလိုက်ဖမ်းပေမဲ့ကျန်စစ်သားကလှန်တော့ပြီးတစ်ချက်ခုန်လိုက်ရင်အဝေးကြီးကိုရောက်သွားတာဆိုတော့မင်းချင်းတွေစစ်တီတွေလိုက်လို့မမီတော့ဘူးတဲ့ကွာဒါနဲ့ဒီလန်ဟာကျန်စစ်သားလက်ထဲကိုရောက်သွားတာပေါ့ကွာအော်အေးနောက်ဘယ်သူစီရောက်သွားတော့ကွာကျန်စစ်သားကသူ့သားတော်ကိုထီးနှမ်းမပေးပဲမြေတော်အလောင်းစီသူကိုထီးနှမ်းပေးပြီးအရိန်ဓမာလန်ကိုပါအပ်လိုက်တယ်အော်ဟိုဖောင်နဲ့လက်ရဘီလာအေးဟုတ်တယ်အလောင်းစီသူရဲ့နောက်မှာဒီလန်ရဲ့ရာဇဝင်ပျောက်သွားတဲ့ကွာဒီအရင်ဓမာလှန်ကိုတီချာမင်းပဲပြန်သိမ်းသွားသလားတဏီယာမှာပဲရောက်နေသလားဆိုတာဘယ်သူမှမသိတော့ဘူးတဲ့ကွာအော်ဒီလိုလားကဲငါကြားဘူးတာပြောပြပြီးပြီမင်းကဘာဖြစ်လို့ဒီအကြောင်းကိုမေးရတာတော့ဒီလိုကွာတတရဲ့ငါအိမ်မက်တယ်အဲ့ဒီအရင်ဓမာလှန်ကဖျားလေးတစုတဲမှာရှိနေတယ်တဲ့ကွာအေးဘောဖြစ်နိုင်တာဘောအလောင်းစီသူဖရင်ကသူလက်ဆင့်ကမ်းရမယ်သူမရှိလို့တဏီယာမှာဖွာထားခဲ့တာဖြစ်မှာပေါ့ကွာဒါပြီးပဲမြန်မာပြည်မှာဘုရားပေါင်းဆိုတာနဲတာမှမဟုတ်တာဘယ်ဘုရားမှာထည့်ခဲ့လဲဘဲတိမှာတော့ဟာတတိကလည်းတလွဲတွေးတောင်းဘုရားဘယ်လောက်များမဆိုင်ဘူးလေကွာအလောင်းစီသူတဲဖျားနေပဲဆိုင်တာပေါ့ကွာအေးဟုတ်သားပဲဒါပေမဲ့အလောင်းစီသူကဖောင်စကြာနဲ့တိုင်ခန့်လွှဲ့နေတာဆိုတော့ဖျားတွေကလည်းတလျှောက်လုံးတဲနေတာကွာဘယ်ဖျားမှာထားခဲ့တယ်ဆိုတာဘသူကသိမှာတော့အေးငါအိမ်မက်တယ်ကွာဖျားတစုပြူကြော့နေတာဇေဒီပဲကွာအဲ့ဒီထဲမှာအရင်ဓမာလန်ရှိနေတယ်တဲ့ကွာဟင်ဟုတ်လားအဲ့ဒါဘယ်မှာတော့ကွာပထေ့ငါလည်းမသိဘူးကွာဟာဒါနဲ့များပြောနေရသေးလားကွာဘယ်နေရာမှမသိတာဘလို့တောင်းရှာမှာတော့ကွာပထေကတခုခုကိုလေးလေးနဲ့စဉ်းစားပြီးတော့မှပြောတယ်ဗျာငါကအရင်ဓမာအကြောင်းကိုသိတာတော့မဟုတ်ဘူးကွာအခုမင်းပြောပြမှသိတာအိမ်မက်ထဲမှာပြိုကျနေတဲ့ဇီဒီလေးတစုတွေ့တယ်ပြီးတော့လူကြီးတယောက်ကအဲ့ဒီဖျားကိုလက်ညှိုးနဲ့ညှိုးပြီးထိုးပြပြီးအဲ့ဒါအရင်ဓမာကွာလို့ပြောလာကွာအေးလေဒါပေမဲ့မင်းရဲ့အိမ်မက်ထဲကလူကြီးကဒါဘယ်နေရာကွာလို့မှမပြောခဲ့တာပထေကဘယ်သွားပြီးရှာမှာတော့အေးနေရအတိအကျပြောသွားခဲ့ရင်တော့မရောက်အောင်သွားပြီးဟုတ်မဟုတ်ကြည့်နိုင်တာပေါ့ကွာဒါဆိုရင်တော့အိမ်မက်ကတကယ်ပြောတာဟုတ်မဟုတ်ပြောနိုင်တာပေါ့ကွာပထေကကျုပ်ပြောတာကိုခေါင်းငိမ်ပြတယ်ဒါပေမဲ့ပထေရဲ့မျက်နှာပေါ်မှာတော့တခုခုကိုစဉ်းစားနေတဲ့ပုံပဲဗျာပထေတခုခုကိုကြံစည်နေမှန်းတော့ကျုပ်တည်တယ်ဗျာဒါပေမဲ့သူပါချန်နေတယ်ဆိုတာကိုတော့ကျုပ်မသိနိုင်ဘူးပေါ့ဗျာအဲ့ဒီနေ့ကចောင်းစိန်ခေါင်းလောင်းထိုးတော့ဒီကောင်ကျုပ်ကိုတော့မဆောင်ဘူးများပြန်သွားတယ်နောက်တနေ့အကြောင်းရောက်တော့ပထစ်ကကျုပ်ကိုတမပင်အောက်ကစောင့်နေပြီးတော့ပြောတယ်ဗျာညငါအိမ်မက်ထတောင်းကြည့်သေးတယ်ကွာဒါပေမဲ့အိမ်မက်မမပါဘူးကွာဒါပေမဲ့ငါစဉ်းစားတယ်တာတီယောငါအိမ်မက်ထဲမှာတွေ့တယ်ဖះကိုရီစုပြီးကိုပွားနဲ့တွားရင်ရောက်နိုင်တယ်ကွာအဲ့ဒါမင်းရောလိုက်မှာလာလို့မလို့ကွာဟာပထရဒါမှမင်းနေရသေးတယ်ကွာတားတရဒါမျိုးလုပ်ရမယ်ဆိုရင်အခုလားဆိုတဲ့အကောင်ပါအေးဒါဆိုရင်ညကြရင်ငါမင်းအိမ်မှာလာအိမ်မယ်မင်းကပကြီးစိတ်မောင်ကိုပြောထားတာတေးအေးပါကွာငါပကြီးကိုကြိုပြောထားလိုက်ပါမယ်ပထစ်တင်ချလာတွေ့မယ်ဒီမှာမဲညအိမ်မယ်လို့ပြောထားလိုက်မယ်ကွာအေးဒါဆိုရင်ည9နာရီလောက်လာမယ်အေးပါကွာငါစောင့်နေမယ်မဲလာရင်ကျောင်းလွယ်လွယ်လာခဲ့အောင်နော်စာလာလို့မယ်ဆိုပြီးဘာမှမပါရင်ပကြီးကပြောနေအောင်မယ်စိတ်ချပါငါလွယ်လာမှာပေါ့ကွာငါဆရာတော်ကိုလည်းတင်ချသွားတော့မှာလို့ပြောရမှာမာလီကွာည9နာရီမထိုးခင်မှာပဲပထစ်ရောက်လာတယ်ပထစ်ရောက်လာတော့ကျူပကြီးကပထစ်နဲ့စကားတွေပြောတယ်
ပကြီးကပထစ်ကိုခင်းနေဗျာအထစ်တာကိုလည်းပကြီးကလွတ်တနာနေတာဗျာပကြီးကသူ့တန်ဆရာတော်ကြီးအကီရဲ့ထိုးတဲ့အကြောင်းတွေသူ့တန်ဒူတင်စောင်းတဲ့အကြောင်းတွေမေးတော့ပထစ်ကလည်းသူ့တီးတလောက်အထစ်နဲ့ပြန်ပြောတယ်ဗျာနေပေါင်းပထစ်ရမင်းရဲ့ဆရာတော်ကရွှေဖြစ်တယ်လို့ကြားဘူးလေဘာထထိုးလို့ရွှေဖြစ်တာတော့ကျုပ်ပကြီးကလည်းသူမထိုးတာဗျာအကီရဲ့ကိုဝါသနာပါပုံရတယ်အကီရဲ့အစာအုပ်တွေလည်းဖတ်တယ်ဘောပြတာထိုးတာပကြီးရဲ့ဘောပြတာအတွက်မုန်းမလွယ်လို့တော့အကီရဲ့ဆရာတွေပြောတာတော့ကြားဘူးတယ်ကွယ်ဘလို့လောက်တာလို့တာမသိပါဘူးကွယ်ဆရာတော်ကလည်းသူသိတယ်ပကြီးရဲ့အေးပေါ့ကွာအကီရဲ့ထိုးလူခလီပေါက်တဲ့သူကသူသိမှာပဲပေါ့ကွယ်ဒီပညာတွေကလူသိခတ်လို့ရတာမျိုးမဟုတ်ဘူးလေကွယ်ဟုတ်တယ်ပကြီးရဲ့ပကြီးနဲ့ပထက်နဲ့စကားပြောကြလို့ပြီးတော့မှကျုပ်နဲ့ပထက်နဲ့အင်းဘော်ထက်ကိုတက်လာခဲ့ကြတယ်ကျုပ်တို့တင်ချာတွေတကယ်တွက်ကြတယ်ဗျာတင်ချာတွေလည်းတွက်ပြီးတော့တော်လောင်ညဉ့်ညံ့နေပြီဗျာပကြီးလည်းဖះရှိခိုးပြီးတော့အိတ်သွားပြီနောက်ဆုံးကြီးစိန်၃ချက်တီးပြီးအမျှဝေးတယ်နောက်နိုင်ရွက်လောက်ကြာတာနဲ့ပကြီးဟောက်တန်ကိုအိမ်ပေါ်ထက်ကထွေးနေရတာဗျာကျုပ်နဲ့ပထက်လည်းအေးရခင်းကြတယ်ဖះရှိခိုးကြတယ်ပြီးတာနဲ့ပတ်လက်လွမ်းအိတ်လိုက်ကြပြီးတဲ့အောက်လက်ကိုတဲ့အောက်ဆုတ်ထားလိုက်ကြတယ်သွားမယ်နေရာကိုကျုပ်ကတီးတာမဟုတ်တာပြောဗျာပထစ်ပြက်တီးတာဒီတော့ကျုပ်ကပထစ်ကိုပဲစိတ်ညွတ်ထားရတာပေါ့ဗျာပထစ်ကတော့သူ့အိမ်မက်ထဲမှာမြင်ရတဲ့ဖះပြက်ကလေးကိုအာယုံပြုတ်မှာပေါ့နိုင်ရွက်လောက်ကြာတော့ကျုပ်တို့ကိုယ်ထဲကကျုပ်တို့ရဲ့ကိုယ်ပွားတွေကြွထွက်လာတယ်အောက်ကိုပြန်ပြီးငုံကြည့်လိုက်တော့ဆန်းဆန်းကြီးအိမ်နဲ့ကျုပ်ရဲ့ခန္ဓာကိုယ်ကိုမြင်နေရတယ်ဗျာကိုယ်ပွားကတဖြည်းဖြည်းနဲ့မြင့်တက်လာပြီးအိမ်ခေါင်းမို့ကိုကျွန်းထွက်လာတယ်နောက်တော့ပထစ်ရဲ့ကိုယ်ပွားရိတ်ကနေပြန်သွားတဲ့နောက်ကိုကျုပ်ရဲ့ကိုယ်ပွားလည်းရိတ်ကနေရိပြီးပါသွားတယ်ဗျာကျုပ်တို့နေရာတနေရာကိုရောက်သွားတယ်ကျုပ်တို့ရှိတဲ့မှာစီဒီဘက်ကလေးကဆူကိုတွေ့ရတယ်စီဒီကပလူကျသွားလာတီကြမပြရသေးဘူးဗျာစီဒီကညံတော့9ပဲလောက်ရှိမယ်ဗျာထီးလည်းမြေခနေပြီစီဒီကတပိုင်းပဲ့ကျသွားပြီဗျာစီဒီဘက်ကလေးထဲအာနီပိန်နဲ့အတိုင်းချောင်းလေးပေါ်နေတယ်ထီးမရှိတော့ပိန်နဲ့တိုင်းပေါ်နေတာပေါ့လို့ကျုပ်တွေးလိုက်မိတယ်ဟာကျုပ်စိတ်ထဲမှာတော့ရောင်မင်းអော်လိုက်မိတယ်ကျုပ်ကြည့်နေတဲ့ပိန်နဲ့အတိုင်းချောင်းကဝင်းကနေလတ်သွားတာဗျာလက်စည်းလက်တဲ့အယောင်မျိုးဗျာဖောင်လက်ပြန်ပြီးပြုတ်ကျုပ်လည်းပဲပထင်းလက်ကြည့်နေတယ်ကျုပ်သိလိုက်ပြီးပြုတ်ဒါအရင်းနမလမ်းပဲဗျာလန်တွားကိုအောက်မှာထားပြီးလန်အယူတန်ကိုဇေဒီရဲ့ပိန်နဲ့တိုင်းလှုပ်ထားတာပဲဗျာထီးတော့မြေခါပြီးဇေဒီတပိုင်းပဲ့ကျသွားလို့လှန်ယိုပေါ်လာတာပဲခတ်တာကဒီနေရာကဘယ်နေရာမှန်းကိုမသိတာဗျာကျုပ်ပတ်ဝန်းကျင်ကိုထီအောင်လို့အဖိုးကိုပြန်တက်လိုက်တယ်ပထင်လဲကျုပ်ဘာလုပ်တယ်ဆိုတာတွေးမိပုံနဲ့ သူလည်းအပေါ်ကိုပြန်တက်လာတယ်တော်တော်မြင့်တဲ့နေရာကိုရောက်တော့မှပတ်ဝန်းကျင်ကိုကျုပ်ကြည့်လိုက်တယ်ဟာဒါကျုပ်တို့မြို့ပဲဟာကျုပ်ဖင်ကိုကကိုတဘိုးကြပြီးအော်ရဲလိုက်မိတယ်ဗျာကိုဘွားတရုတ်ရဲ့ရေထံကိုကိုဘွားချင်းပဲကြားရတာဗျာကျုပ်ရေထံကိုကြားတော့ပထစ်လဲသဘောပေါက်သွားပြီးရေတော့တာမြို့အရှိဘက်မှာရှိတဲ့တောင်ကုန်းပေါ်ကရှေးရုံးစီကြီးလေးတွေထဲကတဆူပဲဗျဒါဟာအရိန်နမလန်ဆိုရင်ဖွာတွားတဲ့အလောင်းစီသူမင်းကြီးကတတော့ကိုတော်တဲ့ဘရင်ပဲဗျာဒီနေရာဟာလူသွားလူလာမရှိတဲ့နေရာဗျာဒီနေရာမှာသူ့နာမည်မဖော်ပဲဇေဒီလေးတွေလာတီးတယ်မထင်မရှားဇေဒီလေးတွေကိုဟိုနာတဆူဒီနာတဆူတီးပြီးတော့မှဖះတဆူရဲ့ပိန်ထဲတိုင်ကိုအရိန်နမလန်အယိုးနဲ့ထူပြီးထီးတင်ခဲ့တာထင်မယ်ဗျအမတ်တမဲကြည့်လိုက်ရင်ဒီတောင်ကုန်းလေးပေါ်မှာတရားထိုင်တဲ့ရသေးတပားကပဲဇေဒီလေးတွေတီးထားတယ်လို့မထင်မရှားလွတ်ခဲ့တာဗျဒါကြောင့်လဲအလောင်းစီသူဘရင်ရဲ့နှုတ်ပိုင်းမှာအရိန်နမလန်တိုင်းဟာလုံးပျောက်ကွယ်သွားတာဒီဗျကျိုးနဲ့ပထစ်အောက်ကိုပြန်ဆင်းလာပြီးဇီဒီတော်ကိုတိတိကျကျမှတ်တယ်အရိန်နမလန်အယိုးကတစ်ချက်လက်ကနေပြက်သွားတယ်ဗျဒါကိုလူတွေမြင်ဖျောင်းငုတ်တို့ကရောင်ကြီးတော်လွတ်တယ်လို့ပြောကြမှာပေါ့ဗျကျိုးနဲ့ပထစ်လက်တယောက်ကိုတယောက်တိတိကျကျမှတ်သားဖို့ပြောပြီးအိမ်မှာကြံလဲတဲ့ခန္ဓာကိုယ်စီကိုစိတ်ညွတ်လိုက်တာနဲ့အိမ်မက်မဲ့ရာကနေလန်နိုးတယ်လို့နိုးလာရောဗျကျုပ်ကြည့်လိုက်တော့ပထစ်ကဆန်းဆန်းကြည့်ဗျဟာဒီကောင်ဒေကိုသူဝေထိုးသွားပြန်ပြီလေလို့ကျုပ်ကစားကတူတူလေးပြောလိုက်တယ်ပထစ်ပဲညာဒီဆိုရင်ဟိုရောက်တဲ့အကောင်များ10မိနစ်လောက်ကြာတော့မှဒီကောင်ပထစ်ဆက်ကနေတွန့်သွားပြီးနိုးလာတာဗျဒီကောင်ပထစ်မင်းကတန်းမပြန်ပဲဘယ်ဒီလျှောက်ပြီးချီရှိနေတာတော့ကွာဟာချီတာမဟုတ်ဘူးကွာတတာဒီရဲ့မသိန်းကားစရာလူ3ယောက်ကိုတွေ့လိုက်လို့ကွာဟာဒါဆိုရင်ငါ့ကိုပြောရောဖို့ကွာငါလဲလိုက်မှာပေါ့ကွာမင်းကတယောက်တည်းဟိုက3ယောက်ဟိုကဝိုင်းမိလက်တီးနဲ့ထိုးရင်တောင်မင်းဒုက္ခဖြစ်သွားမှာလားကွာအေးအောင်ဒါဒီငါကိုမြင်မငါကကိုဘွားနဲ့သွားတာလीကွာအော်အေးဟုတ်တာပဲငါကလည်းမေ့ပြီးပြောလိုက်တာဟဲ့နေပါအောင်မင်းသွားကြည့်တော့ဘာတွေ့တော့ဒီလူတွေကဒိုက်ရှာတဲ့လူလီကွာသူတို့မှာတိုက်စာရှိတယ်ဒါတွေမင်းသူတို့ကကောက်တာလွဲနေတယ်အေးဟုတ်လားသူတို့တိုက်စာကိုမင်းမြင်ခဲ့လို့လားမင်းမြင်တာပေါ့ကွာသူတို့ကတိုက်စာရေးထားတဲ့စာရွက်ကိုဖြန့်ထားတာကွာအဲ့ဒီထဲမှာရေးထားတာကဘူးဖေးငါးစုအလေစုတူပုံတန်းကစားတဲ့တာရီရဲ့နေပါအောင်ပထစ်ရဲ့စောကငါတို့တွေ့တာဇီဒီပြက်ကလေး3စုတည်းပါကွာငါးစုမဟုတ်ပါဘူး
นึกสูกะเพียตัวโลพิดมาบ่ตาดีရဲ့ ဒါဆိုရင်ငါတော့ဘယ်တော့လောက်သွားရှာမှာတော့အခုချက်ချင်းသွားမှာကွာဘာကွာပတိရဲ့အခုချက်ချင်းဟုတ်လားမင်းကလည်းအချိန်မှမရှိတော့တာညနေချက်တီးတော့မယ်ကွာဒါဒီမနက်လင်းရင်တိုက်ရှာတဲ့လူတွေရသွားနိုင်တယ်ဟာဒီလိုတော့လည်းမဖြစ်ဘူးကွာကဲဒါဆိုရင်လည်းသွားမယ်ကွာပတိရကျုပ်ကအောက်ထပ်ကိုအဆင်းပြီးပကြီးရဲ့အကြီးအခြေကိုကြည့်တယ်ပကြီးကတော့အေးအေးဆေးဆေးကိုအိပ်ပျော်နေပြီဗျာပကြီးကလူပြိုကြီးဗျာအပူအပင်နဲတာပေါ့ဟောက်တောင်ဟောက်ပြီးအိတ်နေလိုက်တာမြဗျာတခေါ်နဲ့ဗျာကျုပ်ကအိပ်ပေါ်ထက်ကိုပြန်တက်လာပြီးပတိကိုခေါ်လိုက်တယ်ပြီးတော့အိမ်တကားကိုတော့ခတ်ပြီးတော့ကျုံးနဲ့ပတိထွက်လာခဲ့ကြတယ်အပြင်မှာတော်တော်လေးအေးနေတော့လူမဖျောနဲ့ခွီးတော်မရှိဘူးဗျာကျုပ်တို့လည်းမြို့အရှိဘက်ကိုဥတီပြီးခတ်တုတ်ရောက်ကြတာပေါ့ဗျာမြို့ပြင်ဘက်ရောက်လေအေးလာလီပဲဗျာမြို့အရှိဘက်ကိုရောက်တော့တောင်ကုန်းမြင့်လေးကိုလမ်းမြင်ရတယ်ဒီတောင်ကုန်းကိုရတိတောင်လို့ခေါ်ကြတယ်ဘယ်တော့ကပဲရတိလေးသွားတာတော့မသိဘူးပေါ့ဗျာကျုံနဲ့ပတိခတ်တုတ်ရှောက်ကားခဲ့ကြတာချွေးတွေတောင်ထောက်လို့ဗျာတောင်ကုန်းပေါ်ကိုတက်ခဲ့ကြတယ်ပတ်ဝန်းကျင်မှာတော့လူသူလေးပါအရေးချီတော့မတွေ့ရဘူးဗျာကျုပ်တို့တောင်ကုန်းထိပ်ကိုရောက်တော့ကျုပ်တို့မြို့ကိုအပေါ်ကြီးကမြင်နေရတယ်ကျုပ်တို့စောကမြင်ခဲ့ရတဲ့စီဒီလေးကိုရှာတယ်တွေ့ပြီဗျာစီဒီကအားလုံးမှထုံးစုတယ်ဗျာဒါပေမဲ့တစုနဲ့တစုတီးနေပုံကိုကြည့်ရတာအစတုန်းက9စုဖြစ်နိုင်တယ်ဗျအခုရှိတဲ့စီဒီ3စုကိုဆက်ဆွဲလိုက်ရင်တတိကံပုံချိနေတာဗျာပတိမြင်ခဲ့တဲ့တိုက်စာကလည်းဗျာ9စုအလဲစုတူပုံတန်းကစားဆိုပေါ့ဟုတ်မယ်ဗျအခုပြိုကျပြီးပိန်တဲ့တန်ပေါ်နေတာအလဲစုဖြစ်မယ်ဗျကျုံနဲ့ပတိမြန်တွားပြီးလှန်ရိုးလို့ထင်ရတဲ့ပိန်တဲ့တန်ကိုလှုပ်ကြည့်တယ်မလှုပ်ဘူးဗျအခိုက်စိုက်ထားတာဗျာဘယ်လိုလုံးမလဲဒါဒီထူးဖြူရမှာပေါ့ပတိယာဘုရားကိုမဖြိုကောင်းတာဘာဘူးဒါဒီယာဟာပတိယာမင်းကပိန်းနေလိုက်တောင်းလုပ်ဖို့လွတ်နေမှာပဲဘာထူးတော့မှာတော့ကွာကျုပ်ကပြောဆိုနဲ့ဆွဲနေတဲ့အုပ်ကိုဆွဲကြည့်တယ်ဖုတ်အตาလေးပဲဗျာအုပ်ခဲကကွာကြလာတယ်ကျုပ်လည်းဆက်ပြီးဖယ်ထုတ်လိုက်တယ်ကျုပ်လုံနေတာတွေ့တော့မှပတိလဲဝင်လုတ်တယ်နာယီဝတ်လောက်လုတ်လိုက်တော့မှပိန်းနေတိုင်းပေါ်လာတယ်တန်တိုင်ရဲ့အောက်ခြေကိုအခိုင်အမာလုတ်ထားတာဗျာအင်္ဂဒီနဲ့ကိုငုံပြီးစိုက်ထားတာအဲ့ဒီအထဲမှာလှန်သွားရှိမရှိတော့မသိဘူးပေါ့ဗျာကျုပ်ကအုပ်ခဲအပိုင်းတစ်ခုကိုယူပြီးခတ်အုပ်ထူကြည့်တယ်ပထိတ်ကလူကြီးကိုကြည့်ပေးတယ်ဘုတ်ဟောပဲ့ပြီးတစားပဲ့စီတာဆိုတော့လွဲသွားတာပေါ့ဗျာဟာလှန်သွားကြည့်ဗျာတန်တိုင်မဟုတ်ဘူးလှန်အသွမ်းကိုစိုက်ပြီးအယိုးကိုပေးနေတိုင်းလှုပ်ပြီးထိတင်ထားတာကျုပ်ကလှန်ကိုအားနဲ့ဆွဲနှုတ်လိုက်တယ်ဂျစ်ဟောလှုပ်လာပြီကျုံနှံပြီးထုတ်လိုက်တယ်တော်လေးသားတာဗျာလက်ထဲမှာကိုနစ်နေတာပဲဗျာရှေးခေတ်ကဘရင်ဒီကထွားကြင်ကြတော့ဒီလန်ကိုအသားလေးကင်နိုင်ခေပုံပဲဗျာပထေးကပြေးလာပြီးလန်နန်ကိုကင်ကြည့်တယ်လန်နန်ကလည်းတန်ယိုးအသွားကလည်းတန်သွားဆိုတော့လေးတာပေါ့ဗျာအသွားနဲ့အယိုးကြားမှာကြာပန်းပုံလေးပါတယ်ဗျာဒါအရင်ဓမ္မလှမ်းမဲ့တာတီဟာအတီးကြတော့ဘယ်ပြောနိုင်မလဲပထေးယာစမ်းသက်ကြည့်ကြတာပေါ့ကွာဟာတာတီငါ့ကိုအိမ်မက်ပေးတာလीကွာအေးဟုတ်သားပဲကွာမင်းအိမ်မက်အတိုင်းငါတို့နှစ်ယောက်ကိုပွားထုတ်ပြီးရှာလိုက်လို့ဒါကိုတွေ့တာပဲဒါဆိုရင်လို့ဒါကအရင်ဓမ္မလန့်ဆိုတာတီးကြတယ်လို့ပဲတီးကြတယ်လို့မဟုတ်ဘူးဒါတီးကိုတီးကြတာကွာကျုပ်ကလှန်ကိုအရက်နဲ့တိုင်းကြည့်တယ်လှန်နန်ကကျုပ်ခေါင်းပေါ်မှာအများကြီးကြော်ထွက်နေတာပေါ့ဗျာပထိကလည်းကျုပ်လိုပဲသူ့အရက်နဲ့တိုင်းကြည့်တယ်ဗျာသူ့အရက်ထက်လည်းအများကြီးကြော်နေတယ်ကျုပ်ကဘီဘီထစ်ကိုလဲပတ်ကြည့်တယ်လူသူလေးပါအရေးအယောင်တော့မတွေ့ရဘူးဗျာပထိငါတို့သွားကြရအောင်ကျုပ်ကနောက်ကပထိကရှေ့ကဗျာလှန်ကိုတော့ကျုပ်တို့နှစ်ယောက်တယောက်တစ်ဖက်ကင်လာကြတာဗျာလှန်သွားကရှေ့မှာကျုပ်ကလှန်ရိုးကိုနောက်ကကင်လာတာပေါ့ဗျာတောင်ကုန်းအခြေရောက်တော့မြို့ထဲကိုတန်းမဝင်သေးပေနဲ့အခြေအနေကိုကြည့်ကြသေးတယ်ပြီးတော့မှမြို့ထဲကိုဝင်လာကြတာကျုပ်တို့ကိုထွာခေါင်းမဲ့ခွေးတောင်မရှိဘူးဗျာအိမ်ရောက်တော့ကျုပ်ကခြေတမ်းမကြောက်တော့ဖွင့်ဒီအိမ်ထဲကိုဝင်တယ်လှန်ကိုဘာနဲ့မှမထီအောင်တတိထားကြီးအိမ်ပေါ်ထက်အထီယူလာခဲ့ကြတယ်အိမ်ပေါ်ရောက်မှမီးဖွင့်ပြီးတေးသေးချာချာကြည့်ရတယ်လှန်ပုံစံကမြင်ဘူးနီမဟုတ်ဘူးဗျာလှန်တန်နဲ့လှန်ရိုးကြားမှာကြာပန်းနှံပွင့်ခံထားတယ်ဗျာတေးသေးချာချာကြည့်တော့တန်မဟုတ်ဘူးဗျာတဒူးဆက်တစ်မျိုးနဲ့လှုပ်ထားတာဖြစ်မြင်ဗျာကျုံနဲ့ပတိရောလှန်ကြီးကိုမကြည့်လိုက်စားကြည့်လိုက်လှုပ်နေကြတာဗျာဒီလန်ကိုမင်းဧကရိရဆိုင်ငါပါကင်ခဲ့ကြတာကျုပ်စိတ်ထဲမှာဒီလန်ကိုကင်လိုက်တဲ့အချိန်မှာစိတ်ကြီးဝင်တယ်လို့မန်တက်တယ်လို့တမျိုးပဲဗျာကျုံနဲ့ပတိလဲလန်ကိုဝါအောင်ကင်ကြပြီးတော့မှကျုံညပစိုးဟောင်းတစ်ထည်နဲ့လန်ကိုပတ်လိုက်တယ်ပြီးတော့အိမ်တောင်းကဖောင်းတိုင်နဲ့နရံကြားမှာကတ်ပြီးထောင်ထားလိုက်တယ်ဒေါ်ယုံနဲ့တော့လန်ကိုမမြင်မှမဟုတ်ဘူးဗျာညကကျုံနဲ့ပတိတိတ်ပြီးတော့မအိတ်ကြရဘူးမနေ့ကျတော့ပကြီးကနိုးတော့တာကျုပ်ပကြီးကနေမင်းအောင်အိတ်ရင်မကြိုက်ဘူးဗျာချုပ်ရောပတိရောပကြီးချက်ကျွေးတဲ့ဝတ္တဟင်းနဲ့သမင်းတဝအကြီးကြိုက်ပြီးမှကျောင်းကိုလာခဲ့ကြတာဗျာနောက်တစ်နေ့ကျတော့ကျုပ်က
တထုထမင်းဘူးထဲမှာခွာထားတဲ့ရှောက်ချိုစိတ်လေးတွေကိုထည့်ပြီးကျောင်းကိုယူသွားတယ်။ကျောင်းရောက်တော့ပတိကိုအရင်ကျွေးတယ်။ပတိကရှောက်ချိုဒီစိတ်တစ်စိတ်ကိုယူစားတယ်။ဟာဒီရှောက်ချိုဒီတော်တော်ချိုးတာပဲကွာ။ပကြီးဝဲကျွေးတာလေးကွာချိုးတာနဲ့ငါယူလာတာ။တခြားကောင်တွေကိုလည်းခေါ်ကျွေးတယ်။အားလုံးကချိုးလုံးလို့အံ့ဩနေကြတာဗျ။တာဒီရှောက်ချိုဒီကိုမင်းပကြီးဘဲဆိုင်ရဝယ်လာတာတော့ကွာ။မသိဘူးသူခငါ့ကိုစားဖို့3လုံးပေးတာနဲ့ငါမင်းတို့ဖို့စိတ်ပြီးယူလာတာပတိကတော့ဘာမှမပြောပဲငိမ်ပြီးစားနေတော့ဗျမင်းမကြည့်ဝယ်လာတဲ့ရှောက်ချိုတီးကအမျိုးကောင်းတွေကွာတာတွေရအမွာဒီမှအကြီးကြီးတွေအမတ်တမဲ့ကြည့်ရင်ရှောက်တီးကိုမှွာထားသလားလို့တောင်ထင်ရတာစားကြည့်တော့မှရှောက်ချိုတီးမှန်းထီတာအဲ့ဒီကြောင့်စင်းတော့ကျုပ်ကပတိကိုကပ်ပြီးပြောတယ်လှန်ဟာအရိန်နမမန်အစ်စ်ပဲကွာတီးလားပတိမင်းအိမ်မက်ကအမှန်ပဲကွာငါတို့ရထားတဲ့လှန်ဟာအရိန်နမလန်အစ်စ်ပဲကွာတီးလားဟင်မင်းကဘယ်လိုကြောင့်ပြောနေတာတော့တာတီမင်းမနက်ကကြောင်းမှစားတာရှော့ချိုတီမဟုတ်ဘူးကွာချင်းစုံနေတဲ့ရှော့တီကြီးအဲ့ဒါကိုငါကအရိန်နမလန်တွိုင်းနဲ့ခွာပြီးစိတ်ယူလာတာငါခွာပြီးစားကြည့်တော့တအားချိုတာနဲ့ဟုတ်ရဲ့လားဆိုပြီးမင်းတို့ကိုကြွေးကြည့်တာကွာအခုတော့တေးကြသွားပြီပေါ့ကွာဟေးဟုတ်လားကွာမင်းကတော့ဆက်စုတဲ့နေရာမှာနှစ်ယောက်မရှိအောင်တော်တဲ့ကောင်ပဲကွာတာတီရဟာငါစိတ်ထဲမှာအရိန်နမလန်အစ်စ်ဟုတ်မဟုတ်ကိုသိချင်တာဘာပတိရမင်းနောက်ထပ်ဘာတွေဆိုင်ဟုတ်မှာတော့ကွာတာတီရငါစားတွေပြန်ပြီးဖတ်နေတယ်ကွာပတိရအရိန်နမလန်အကြောင်းပါတာတွေပေါ့ကွာဒါပေမဲ့အဲ့ဓာတွေအားလုံးကပုံပြင်းနေလိုပါပဲကွာဘာပဲဖြစ်ရှောက်တီးတာချိုတာအမှန်ပဲလीကွာအေးအဲ့ဒီတခုကတော့ဟုတ်နေတယ်ကွာထူးခြားတာတွေ့ရင်မင်းကမပြောဘဲမနေပါဘူးကွာပတိရအေးပါကိုဆက်စုရဲ့ညရောက်တော့ကျုပ်အိတ်နေရင်တတိရသွားတယ်ဗျဒီလန်ကလှန်လို့ပြောကြတယ်လှန်ပြန်ဆိုရင်ကျုပ်စီးလို့ရမလားဆိုပြီးတွေးမိသွားတယ်ဗျကျုပ်ပဒင်းပေါက်တကားကိုဖွင့်လိုက်တယ်လှန်ကိုကျမ်းပြင်မှာချပြီးလှန်ပေါ်မှာဝါးလျားမော့ပြီးကင်ထားလိုက်တယ်ခြေထောက်နှချောင်းကတော့လှန်ရိုးကိုခွပြီးညှက်ထားတာပေါ့ဗျကျုပ်စိတ်ထဲမှာလဲလှန်ပြန်မှန်ရင်ပဒင်းပေါက်ကနေပြန်တက်သွားပါလို့ပြောလိုက်တယ်ဟာမြောက်တက်သွားပြီဗျကျုပ်ကိုလုံးကပေါ့လေးလို့ဖြစ်သွားတော့ဗျဟာပြန်ပြီးပဒင်းပေါက်ကလေးလှစ်ကနေပြန်ထွက်သွားပြီကျုပ်စိတ်ထဲမှာဟိုနေ့ကလှန်ယူလာခဲ့တဲ့ရတိတောင်ကုန်းကိုစိတ်ညွတ်လိုက်တယ် quiz လှန်ပြန်ကချက်ချင်းအရှိဘက်ကိုဦးတည်ပြီးပြန်သွားတယ်ဟာရောက်ပြီမြန်ချက်ဗျဟိုနေ့ကကျုပ်နေပထက်နဲ့ရွှေပြုတ်ကြအောင်ရှောက်ရတဲ့နေရာကို quiz ကနေနေပြီးရောက်လာတာပြောကျုပ်ကတောင်ကုန်းပေါ်ကနေမြို့ကိုလှမ်းကြည့်တယ်ချက်ချင်းရွာကိုကျုပ်တတိရသွားတယ်လှန်ကို6တော့ခွာပြီးကင်လိုက်တယ်ကျုပ်ရွာကအိမ်ဝိုင်းကိုစိတ်ညွတ်လိုက်တယ်quiz ဟာပြန်တက်ပြန်ပြီပြောမြန်ချက်ဗျကျုပ်ကိုကငက်ကလေးတကောင်လို့ပေါ့လီဖြစ်သွားပြီပြောဟာရောက်ပြီကျုပ်တို့ဝိုင်းနဲ့ရောက်ပြီအဘဲနဲ့အမေတော့ချမ်းစီးနဲ့အိပ်ပျော်နေကြတော့ဗောဗျကျုပ်ထိုင်နေကြမန်ကြီးပင်ကြီးအောက်ကကွတ်ပြစ်မှာထိုင်လိုက်တယ်တိတ်ကြနီလို့တော့မဖြစ်သေးဘူးဗျကျုပ်လန်ကိုပြန်စီးလိုက်တယ်ကျုပ်စိတ်ကပကြီးအိမ်ရှိကိုစိတ်ညွတ်လိုက်တယ်quizဟာပြန်တက်ပြန်ပြီပြောခဏဆိုမှတကိတ်ခဏလေးမှာဗျပကြီးစိတ်မောင်ရဲ့အိမ်ရှိကိုရောက်လိုက်တယ်ကျုပ်အိမ်တော်ဖွင့်ပြီးဝင်လိုက်တယ်ပကြီးမထီအောင်ခြေဖော့နေပြီးအိမ်ပေါ်တက်ကိုတက်လာခဲ့တယ်လန်ကိုအဝတ်နဲ့ပတ်ပြီးတေးသေးချာချာပြန်သိမ်းထားလိုက်တယ်နောက်နေ့ကျောင်းရောက်တော့ပထစ်ကိုလူရှင်းတဲ့တဏီယာခေါ်ပြီးကျုပ်ပြောပြလိုက်တယ်အရိန်နမလန်ရဲ့ရာဇဝင်မှာတခင်ကိုတဲပြီးအလိုရှိရာကိုပို့ဆောင်ပေးနိုင်တယ်ဆိုတာမပါတဲ့အကြောင်းကျုပ်ကအခိုင်အမာပြောပြတော့ပထစ်ကမျက်လုံးပြူသွားပြီးတာတေးမင်းကဆက်စုပြီပေါ့ဟုတ်လားအေးဟုတ်တယ်ညကငါလှမ်းပြန်စီးပြီးငါရွာကိုတော့ရောက်သွားသေးတယ်ငါတို့အိမ်ဝိုင်းတွေကငါထိုင်နေကြမန်ကြီးပင်ကြီးအောင်မှတော့ထိုင်ခဲ့သေးတယ်ကျန်စစ်သားမင်းကြီးကလှမ်းကိုထောက်ပြီးခုံတာအဝေးကြီးကိုရောက်တယ်ဆိုတာငါယုံတယ်အရိန်နမကိုစီးပြီးလိုရာကိုစိတ်ညွတ်လိုက်ယုံတယ်ရောက်နိုင်တယ်ဆိုတာဒီဘရင်တွေမသိဘဲနေမှာမဟုတ်ဘူးပတိရေဒီအကြောင်းတွေကိုရာဇဝင်မှာမပါတာကဘရင်တွေကဒီအကြောင်းကိုလွှဲဝတ်ထားလို့ဖြစ်မဲကွာမင်းမယုံရင်ဒီညလာပြီးစမ်းကြည့်ပါလားအေးငါလာပြီးစမ်းကြည့်မယ်ညရောက်တော့ပတိကျုပ်အိမ်ကိုရောက်လာတယ်တာတီမင်းလို့ငါကလှမ်းမြန်ကိုစီးလို့ရပါမလားတာတီရပါတယ်ကွာမင်းနဲ့ငါကိုဝါထုတ်တဲ့စိတ်မျိုးနဲ့စီးလိုက်ယုံမှာပဲပတိရကျုပ်ပြောတာကိုပတိတဘောပေါက်သွားတယ်ဗျာထို့ပစိုးကိုခိုင်ပြန်ဝိပြီးရိန်နမလှန်ကိုလက်နှစ်ဖက်နဲ့စုပ်ထားလိုက်တယ်ဟောတက်ပြီလန်ပြန်ကအသက်ရှိနေတဲ့တရဝါတကောင်လိုအပေါ်ကိုကြွတက်လာတယ်ဟော
ထောင်တက်နေရကနေလှဲချလိုက်ပြီဗျို့ဟွေ့သွားပြီပထစ်ပြန်တက်သွားပြီအရိန်နမပေါ်မှာပထစ်စီးလီရသားပါသွားပြီဗျို့ပထစ်ပြန်လာကိုကျုပ်ဆောင်နေဒီကောင်ပထစ်တော်တော်နဲ့ပြန်ရောက်မလာသေးဘူးဗျာအချိန်ကြာလာတော့ကျုပ်လည်းစိတ်ပူလာတယ်အပေါ်ကိုမောက်ကြည့်ပြီးပထစ်ကိုမျောနေလိုက်တယ်အိမ်မီတဲ့ပကြီးမနိုးအောင်ခြေဖို့နင်းပြီးလမ်းဖို့ကိုထွက်လာခဲ့တယ်ပထစ်ကတော့ပြန်ရောက်မလာသေးဘူးဗျာပထစ်ဆိုတဲ့ကောင်ကကျုပ်ထက်သားတဲ့ကောင်ဗျာကျုပ်မတိတာမကြားဘူးတာတွေကိုတော့ဒီကောင်ကတိတာလေဗျာကျုပ်နောက်တစ်ခေါက်မောက်ကြည့်လိုက်တဲ့အခါပထစ်ကိုကျုပ်တွေ့ပြီဗျာမောင်ထဲမှာတစ်ချက်လက်ကနေထိသွားတဲ့အရိန်နမလန်ကိုစီးပြီးပြန်လာတာဗျာဒီကောင်ပထစ်ကျုပ်ရနေတဲ့နေရာတဲ့ကိုဆင်းလာပြီဗျို့ညင်သားချက်ဗျာနှစ်ကလေးတကောင်ကြသလိုညင်ကလေးကြလာတာဗျာဟာတာဒေးရစီလို့ကောင်းလိုက်တာကွာပထစ်ကတော်တော်ကိုပြောနေတဲ့ပုံပဲဗျာတာဒေးနဲ့ပချစ်ဒီကိုလာခဲ့ကြစမ်းကျုံတော့ကထွက်လာတဲ့အတန်ဗျာအတန်ကခတ်အော်စော်ကြီးဒါပေမဲ့ကြည်လင်ပြတ်သားပီသားတဲ့အတန်မြကျုပ်တကူလုံးကတိတွေဖျန်းကနေထွားသွားတယ်ပထစ်ကကျုပ်ကိုကြော်ပြီးနောက်ကိုလှမ်းကြည့်တယ်သူ့မျက်နှာကွက်ကနေပြတ်သွားတယ်ဗျာကျုပ်လေးနောက်ကိုချက်ချင်းလှည့်ကြည့်လိုက်ခဲ့ဝိဖြူစင်ကျယ်နဲ့အဘိုးတယောက်ဗျာလမ်းမီတိုင်ရဲ့အလင်းရောင်ကသူ့မျက်နှာပေါ်ကိုထိုးချနေတာဆိုတော့အဘိုးရဲ့မျက်နှာကိုကောင်းမြင်နေရတာပေါ့ဗျာအဘိုးလိုထင်လိုက်ပေမဲ့အသက်က90ကျော်လောက်ပဲရှိအောင်ပါလူကလေးတော့ကိုအရိန်နမသွားယူခိုင်းတာဘာဖះယူခိုင်းတာပါဒါပေမဲ့အရိန်နမကစော့စရာမဟုတ်ဘူးလူလေးရဲ့ကဲဘာဖះကိုအရိန်နမလာပြီးအကြတော့ကျုပ်ရောပတိရောဘာမှကိုပြန်မပြောဝန့်တော့ပဲအရိန်နမကိုတယောက်တစ်ဖက်ကိုင်းပြီးဘာဖះကိုရိုးသေးအပ်လိုက်ကြတယ်စာဓုကွယ်စာဓုငါမြေးလေးပါလာတဲ့ပါရမီအတိုင်းဖြစ်ကြပါစေကျုပ်ကတော့စိတ်ထဲမှာဒီပုဂ္ဂိုလ်ဟာဘသူပါလိမ့်လို့တွေးနေမိတယ်ကျုပ်တွေးတာကိုဘာဖះကသိဝင်ရတယ်ဗျာလူကလေးတာတီဘာဖះကပထမန်ဦးအောင်ပါလူတွေပြောနေကြတဲ့ဘိုးအောင်ပေါ့ဟာကျုပ်ရောပတိရောဟာကနေဖြစ်သွားကြတာပေါ့ဗျာကျုပ်လို့နှစ်ယောက်လုံးတိုင်မီမထားဘဲနဲ့ဗျိုင်းနူထိုင်းချလိုက်ရောဗျာပြီးတော့ဘာဖះကိုဗျိုင်းနူရှိခိုးကြတော့ဗျာအေးတာဓုဘာဖះလောက်ဝဲအရောက်အရိန်နမကိုယူဆောင်ပြီးအနမ်းပေးကြလို့ငါမီးနှစ်ယောက်ကိုကျေးဇူးတင်ပါတယ်ကွယ်ငါမီးတွေကျမ်းမာချမ်းသာကြပါစေဘာဖះပျောက်သွားပြီပျောက်သွားပြီဗျို့ကျုပ်လို့နှစ်ယောက်အံ့ဩလုံးလို့တယောက်မျက်နှာတယောက်ကြည့်ပြီးဘာမှကိုပြန်မပြောနိုင်တော့တာဗျာကျုပ်လို့နှစ်ယောက်ပကြီးမနိုးအောင်ခြေဖော့နေပြီးအိမ်ထဲဝင်ခဲ့ကြတယ်အဲ့ဒီညကအိပ်ပင်မဲ့မိုးလင်းတဲ့အထီကိုကောင်းအိပ်မပြောနိုင်ခဲ့ပါဘူးဗျာပထမန်ဦးအောင်လို့ခေါ်တဲ့ဘာဖះရဲ့ကြည်လင်ဝင်းပနေတဲ့မျက်နှာနားထဲမှာဆွဲကြံရစ်လက်တဲ့အတန်ပြီးတော့ဘာဖះကနေကူးဆက်ပြီးကြံခဲ့နေခဲ့တဲ့အိမ်မြတဲ့ဓာတ်ကျုပ်ကသာအိပ်မပြောတာဗျာဟိုကောင်ပထစ်ကတော့အိတ်လိုက်သမားတခေါ်နဲ့ဟောက်တောင်နေသေးတော့ဗျာအားလုံးကျမ်းမာချမ်းသာကြပါစေတတီ So small.